Hello အားလုံးပဲမင်္ဂလာပါဒီမမကလည်း comment လေးမေးထားလို့ပေါ့နော်ဟိုသူကလေးက၄နှစ်ခွဲတော့ရှိနေပြီတဲ့အဲ့မဲ့တွားအောက်တွားပိုးစားနေရတဲ့ပိုးစားနေရလဲကြီးရှိနေသူ့ကနေသူမကြိုးဘူးပေါ့မကြိုးတဲ့ခါကျတော့နှုတ်ပစ်ပလိုက်လို့ရလားတဲ့ပိုးပေါက်ကလည်းကြီးဖြစ်နေမမရေကလေးကဟိုတယောက်နဲ့တယောက်ပေါ့နော်ဟိုတွားလဲတဲ့နှစ်တွေကျွန်တော်မတူဟိုဒါပေမဲ့ကလေးကအရန်နာတယ်ဟိုမနေနိုင်အောင်ကိုက်နေရမျိုးစံတော့တွားလေးကိုနှုတ်ပလိုက်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကလေးကလည်းနေနိုင်တယ်ဘာမှမဖြစ်ဘူးစဲနော်လူကြီးတွားလဲတဲ့ချိန်ကြီးစောင့်လာတော့ကောင်းဆုံးပါမမကြီးတချို့ကလည်းဟို၄နှစ်ခွဲ၅နှစ်ဆိုရင်လူကြီးတွားလဲကြပေမဲ့တချို့ကြောင့်လည်း6နှစ်လောက်မှလဲရရှိရပေါ့နော်တွားလေးကိုလူကြီးတွားစလဲရပေါ့ဟိုဘလို့ချိန်ဒီမှာနှုတ်ဖို့လို့လဲဆိုခဏကကျွန်တော်ပြောလို့ဟိုအရန်နာတာမျိုးစံတော့ရရဲ့နှုတ်ပလိုက်ပြဿနာတော့မရှိဘူးပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့ဒီတိုင်းဆိုရင်တော့ဟိုမနှုတ်ပါနဲ့ဒါမှမဟုတ်ပဲနဲ့လူကြီးတော့အောက်ကလူကြီးတော့ထွက်လာပြီးအပေါ်ကကလေးတော့မကြိုးလေးဦးကြံထားတယ်ဆိုရင်အဲ့ဒီအချိန်မှာဆိုရင်လည်းနှုတ်ပေးလို့ရပါတယ်အခုကတော့ဟိုထင်တာတော့ပေါ့နော်ဟိုနာတော့မနာတော့ဘူးထင်တယ်ဟိုနှုတ်ပလိုက်လို့ပဲရလားဆိုတော့ပိုးစားနေပြီမဲ့လည်းဟိုဘာပြဿနာမှမရှိဘူးပေါ့နော်ဒါပေမဲ့နောက်ထပ်ကလေးတွေမှာခရူးစားရမှာလူကြီးတွားထွက်လာတဲ့ချိန်ကျရင်တော့သွားလေးတွေတေချာတိုက်ပေးဖို့မေမေတွေကခရူးဆိုင်ပေးဖို့တော့လိုအပ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်လူကြီးတွားထွက်တဲ့အချိန်မှာလေရှေ့သွားကြတော့မေမေတွေကတတိထားမိရယ်ကျွန်တော်တို့အန်တွားရှိရယ်ဟိုကလေးဘဝမှာထွက်တဲ့အန်တွားဟိုပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ကလေးတွားအန်တွားကျတော့73နှစ်လောက်မှလဲရ7နှစ်73လောက်မှဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာကျွန်တော်အန်တွားတစ်ချောင်းရှိရယ်ကလေးဘဝမှာထွက်တာပေါ့နော်အဲ့လိုအန်တွားလေးတွေထွက်ပြီးစေတော့ဟိုတချို့မိဘတွေကကြတော့အဲ့အန်တွားလေးတွေကိုဟိုကြီးတွားနဲ့ငယ်တွားနဲ့မားကြပေါ့နော်အော်ငယ်တွားပဲပြီးရင်ပိုးစားခဲ့ရင်တောင်အချိန်တိုင်းရသွားလဲဦးမှာပဲဆိုပြီးတတိမထားမိရလေးရှိရဲ့ဟိုအဲ့ဒီအန်သွားလေးကကြတော့လေဟိုပိုးစားတဲ့ပြီးမှနာခဲ့တဲ့ဟိုပေါ့နော်အဲ့လိုမျိုးစင်တော့မှဘယ်လိုပြောမလို့နောက်ထပ်သွားပြန်မလဲတော့အဲ့အန်သွားလေးရောရှိတယ်အဲ့ဒါလေးတွေက6နှစ်လောက်ဆိုရင်ထွက်ပြီး6နှစ်လောက်ဆိုထွက်ပြီးဆိုတော့ခါကျတော့အဲ့ဒါလေးတွေတော့ဒီယူဆိုင်ပေးရမှာပေါ့နော်မေမေတွေကအဲ့အန်သွားလေးတွေအဲ့လိုလေးလူကြီးအန်သွားလေးတွေထွက်ပြီးဆိုတော့သွားတခြားတိုက်ပေးရမယ်ဟိုသူတို့ကိုယ်တိုင်တိုက်ရင်လည်းတိုက်ခိုင်းပေါ့သူတို့ကိုယ်တိုင်တိုက်ရင်လည်းကိုကဘေးနားနေတခြားတိုက်ဖို့ဟိုအဲ့လိုမျိုးလေးပေါ့နော်အစားစားပြီးရင်ပလုတ်ချင်းမညအရာဝင်ရင်တွားတခြားတိုက်ဖို့လေးတော့လုပ်ပြရတော့ပိုကောင်းနေပေါ့နော်ဘာဖြစ်လို့လဲဆိုရင်အဲ့တွားလေးကလူကြီးအဲ့တွားဖြစ်တဲ့အတွက်နောက်ထပ်လည်းပြန်ပြီးဟောမလုပ်တော့ဘူးကျွန်တော်တို့လူကြီးဘွားမှာဆိုလို့ရှိရင်တော်တော်များများပေါ့နော်စေကနေရောက်လာအဲ့ပထမဆုံးထွက်တဲ့အန်တွားလေးပိုးစားပြီးရောက်လာကြများတယ်ဘာလို့လဲဆိုကလေးပွားကလေးနဲ့ထွက်တော့ကျွန်တော်တို့ကသွားတခြားမတိုက်ဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးလေးနဲ့ပိုးစားပြီးပျက်စီးသွားများလို့အဲ့ဒါလေးကိုလည်းတစ်ခါတည်းအစီပေးလိုက်တာပါ